ကျွန်တော်တို့တော်လှန်ရေးဘက်ကပေါ့နော်မင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့သတင်းကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်နားဆင်သွားကြပါဒီမိုကရေစီနဲ့အမှန်တရားကိုတကယ်မျက်နှိုးကြတယ်ကျွန်တော်တို့ကနော်အဲ့တော့ဒီမိုကရေစီနဲ့အမှန်တရားကိုမျက်နှိုးကြတယ်ဒါကျွန်တော်တို့တော်လှန်ရေးဘက်ကပြီးတော့ကျွန်တော်တို့ကခေတ်အဆက်ဆက်အာဏာရှင်တွေရဲ့ဖိနှိပ်မှုအောက်မှာခံခဲ့ရတယ်ဆိုပြီးကျွန်တော်တို့ claim လုပ်ကြတယ်ကျွန်တော်တို့ပြောဆိုကြတယ်ပြီးတော့အဲ့ဒီအာဏာရှင်အောက်ကနေကျွန်တော်တို့ကလွတ်မြောက်ခြင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးတွေခေတ်ဆက်ဆက်တော်လှန်88တော်လှန်ရေးတန်ခါအရေးခင်းပေါ့နော်ចောင်းသားအရေးခင်းဦးတန်အရေးခင်းပေါင်းမြောက်များစွာပေါ့နော်ကျွန်တော်တို့လုပ်ခဲ့ကြတယ်အဲ့ဒီမှာကျွန်တော်တို့အားလုံးရဲ့ယက်တီချက်ကဘာလဲဆိုတော့တရားမျှတမှုကိုလိုချင်တာနော်နောက်တစ်ခုကကျွန်တော်တို့အားလုံးရဲ့ယက်တီချက်ကဓမ္မဘက်ကပဲယက်တီချင်တာကျွန်တော်တို့အားလုံးရဲ့ယက်တီချက်ကအတ္တမဘက်ကနေမနေဘူးလို့ကျွန်တော်တို့ယက်တီခဲ့တာအဲ့တော့အဲ့ဒီတရားမျှတမှုတွေဓမ္မတွေအတ္တမဘက်ကမနေတာတွေကိုကျွန်တော်တို့ဘယ်လိုအတိတ်ပဲဖွင့်ဆိုမလဲကျွန်တော်တို့ဘယ်လိုခံယူမလဲအဲ့ဒါကကျွန်တော်တို့ရဲ့ value တွေစံတန်ဖိုးတွေဖြစ်တယ်ကျွန်တော်တို့ရဲ့ယက်တူချက်တွေဖြစ်တယ်ကျွန်တော်တို့ရဲ့ integrity ရိုးသားမှုတွေဖြစ်တယ်ဥပမာကျွန်တော်တို့ကတရားမျှတမှုကိုလိုချင်လို့မတရားမှုကိုတွန်းလှန်နေတဲ့နေရာမှာကျွန်တော်တို့ကိုယ်တိုင်ကမတရားမှုလုပ်နေတယ်ဆိုရင်ကျွန်တော်တို့ယက်တီထားတဲ့စံတွေ value တွေကိုကျွန်တော်တို့ကိုယ်တိုင်ချိုးဖောက်နေတာမဟုတ်ဘူးလားဒါနံပါတ်1မေးစရာမေးခွန်းနံပါတ်2မေးခွန်းကကျွန်တော်တို့ကရိုးသားခြင်းတယ်ဆရာနာရှင်တွေကလက်ပေးလက်ယူလုပ်တယ်တိုင်းပြည်ရဲ့ဒဏတွေကိုခိုးတယ်သူတို့မရတဲ့ဟာတွေကိုယူတယ်ပြည်သူတွေကိုနှိပ်စက်တယ်အဲ့ဒါမျိုးကျွန်တော်တို့ကခံယူထားတယ်ငါတို့ဒါကိုတရားမျှတမှုနဲ့ငါတို့ကလုံးမယ်ဇာရိတ္တတွေမကောင်းဘူးပေါ့ဗျာဇာရိတ္တမန်တိုင်တွေချိုးဖောက်တယ်ပေါ့အချင်းမကောင်းဘူးပေါ့ဒါဆိုရင်ကျွန်တော်တို့ကဓမ္မဘက်ကယက်တည်တယ်ဆိုကျွန်တော်တို့ကိုယ်တိုင်ကကိုအဲ့ဒီမတရားမှုတွေခိုးတာတွေလိန်တာတွေကိုကြိုးရှာတာတွေလုပ်လို့မရဘူးလေလုပ်တယ်ဆိုရင်သူများကိုကြိုးရှာတာတော့မကောင်းဘူးသူများလက်ယူတာတော့မကောင်းဘူးငါကကြတော့လက်ယူမယ်ဆိုတာဒါအဓိပ္ပာယ်မရှိဘူးလေဥပမာဒေါ်ကြည်ပြရဲ့အမှုကိုဆိုလို့ချင်တာဥပမာမဖြူကျော်သိန်းပြောတဲ့ဒီ dominate လုပ်နေတဲ့ဒီ fundraiser တွေကိုဆိုလိုချင်တာနော်ပြောချင်တာကကျွန်တော်တို့ရဲ့ကျွန်တော်တို့ဒေါ်လာရေးကြံ့ကြာနေရတာဟာကျွန်တော်တို့ရဲ့စံတွေကျွန်တော်တို့လက်ခံထားတဲ့စံတန်ဖိုးတွေကိုကျွန်တော်တို့ကိုယ်တိုင်မလေးစားမလိုက်နာပဲကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့မကြိုက်တဲ့မတရားမှုကိုဒေါ်လာနေရင်းနဲ့ကျွန်တော်တို့ကိုယ်တိုင်မတရားမှုတွေဖြစ်နေပြီဆိုရင်ကြာမှာပဲလीနော်အဲ့တော့အဲ့ဓာတွေအားလုံးဟိုကျွန်တော်တို့ရဲ့စံတွေတန်ဖိုးတွေဖြစ်တယ်ကျွန်တော်တို့ဘာလို့ຫນွေဦးဒေါ်လာရေးမှာပါတယ်လဲဘာကြောင့်ကျွန်တော်တို့ထောက်ခံတာလဲတေချာတာကမတရားလို့ enough is enough တော်လောက်ပြီအဲ့တော့မတရားတာကိုတော်လိုက်ရင်ကိုကတရားတာပဲလုပ်ရမှာလေနော်တော့သူတို့လက်ပေးလက်ယူလုပ်တယ်မတရားအမျက်ကြီးစားတယ်သူတို့ဒီဩဇာအာဏာရှိန်ဝါသုံးတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကလည်းလက်ပေးလက်ယူမလုပ်ရဘူးလေကျွန်တော်တို့ကလည်းကိုအာဏာရှိလာတဲ့အခါမှာဒီတပည့်ဆရာမွေးတပည့်မွေးပုံစံတွေမလုပ်ရဘူးလေကျွန်တော်တို့ကလည်းကိုဂျိုးမရှာဘူးလေဒါမျိုးတွေစံတွေရက်တည်ဖို့လိုတယ်အဲ့ဒီထဲမှာကျွန်တော်တို့က justice ကိုရှာဖွေတယ်နော်တရားမျှတမှုကိုရှာဖွေတယ်ဒါဆိုရင်ကိုကတရားမျှတမှုကိုရှာဖွေပြီးကိုက injustice နော်မတရားတာတွေကိုလုပ်လို့မရဘူးလေဥပမာကျွန်တော်တို့ကပြည်သူတွေကိုစစ်တပ်ကမတရားလုပ်လို့ကျွန်တော်တို့ကတော်လှန်တယ်ကိုယ်တိုင်ကတနက်ကင်ပြီးပြည်သူတွေကိုမတရားပြန်လုပ်တာအဓိပ္ပာယ်မရှိဘူးလေစစ်တပ်ကပတ်စံပေးပြီးတော့ဆန္ဒပြခိုင်းတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကပြည်သူတွေကိုဖိအားပေးတနက်ပြပြီးဆန္ဒပြခိုင်းတယ်အခုကျွန်တော်ပြောနေတာပလဲနေမြန်ဖြစ်နေတဲ့ကိစ္စလို့ပြောတယ်ဘုံငကားကိုဆန့်ကျင်ဖို့အတွက်ပကဖတွေကပြည်သူတွေကိုဖိအားပေးပြီးဆန္ဒပြခိုင်းတယ်လို့ပြောနေကြတယ်အဲ့ဒါလက်မခံနိုင်ဘူးလေပြောချင်တာကအဲ့တော့ကျွန်တော်တို့ဒီကိုရက်တီထားတဲ့စံကိုရက်တီထားတဲ့ value တွေတန်ဖိုးတွေကိုရက်တီမှသာလေကျွန်တော်တို့ဒီမှန်ကန်တဲ့ဓမ္မတွေအဓမ္မတွေတရားမျှတမှုတွေကျွန်တော်တို့သွားလို့ရမှာလေအဲ့ဒီစံပဲအခုအမေရိကန်မှာလည်းအဲ့ဒီစံနဲ့ကင်လိုက်တဲ့အခါမှာအခုအမေရိကန်အစိုးရဒေါ်နယ်ထရန့်ရှော့ပေးရပြီအမေရိကန်မှာရှိတဲ့အဲ့ဒီစံနဲ့ရက်တီတဲ့လူတွေကထွက်ပြောကြပြီထွက်ပြောကြတဲ့အခါမှာသမ္မတဒေါ်နယ်ထရန့်တို့ကဘယ်လိုမှငြင်းလို့မရတော့သူလှုပ်ချင်အောင်လုပ်လို့မရတော့အခုသမ္မတထရန့်ရဲ့မိန်းမကိုယ်တိုင်ထွက်ပြောပြီနော်ဒီသူ့မိန်းမ
သူနာမည်မီလီနီယာထရန့်တင်တယ်အဲ့တော့သူမိမကိုယ်တိုင်ထွက်ပြောပြီအဲ့တော့သူမိမကိုယ်တိုင်ထွက်ပြောပြီးဖြစ်တဲ့အတွက်သူမိမကပြောတယ်ငါဒီမန်နီဆိုတာမှာဖြစ်တဲ့ကိစ္စတွေသူလည်းလက်မခံဘူးဒါကြောင့်ပြည်သူတွေဆန္ဒပြတယ်ဆိုရင်သူအားပေးတယ်ငင်းငင်းရန် violence မလုပ်ပဲဆန္ဒပြပါလို့ထွက်ပြောသွားပြီဘာလို့ပြည်သူတွေထပြီလေပြီးတော့ဒီတနိုင်ငံလုံးမှာရှိတဲ့ governor တွေကထုတ်ပြောပြီအဲ့ဒီထဲမှာမှ Massachusetts ပြည်နယ်ရဲ့ governor အမျိုးသမီးပေါ့နော်ပြည်နယ်အုပ်ချုပ်ရေးမှူးဝန်ကြီးချုပ်ပြောရတဲ့စကားလေးကိုကျွန်တော်နည်းနည်းလေးဘာသာပြန်ပေးခြင်းတယ်ကျွန်တော် Facebook မှာကျွန်တော် share ထားပါတယ်နားထောင်ကြည့်ပါအသေးစိတ်တော့မပြောတော့ဘူးကျွန်တော် ICG ကိုသွားခြင်းလို့အဲ့မှာသူပြောရတဲ့စကားကရှင်းလေး First Amendment လွတ်လပ်စွာဖော်ထုတ်ခွင့်အဲ့ဒီအသက်ခံလဲရတဲ့ဒီဒုတိယအသက်ခံလဲရတဲ့တူနာပြုဟာသူ့လက်ထဲမှာတယ်လီဖုန်းကင်ထားတယ်အဲ့တော့အာဏာပိုင်တွေရဲ့ operation ကိုသူဒီမှတ်တမ်းတင်နေတယ်အဲ့ဒါဒီအမေရိကန်နိုင်ငံရဲ့ First Amendment ပထမဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေအရသူဒီလွတ်လပ်စွာဖော်ပြခွင့်ကိုသူလေးစားလိုက်တာတယ်သူဥပဒေမချိုးဖောက်ဘူးဒုတိယတစ်ချက် Second Amendment အမေရိကန်နိုင်ငံမှာလူတိုင်းဒီ lawfully ဥပဒေအရ license နဲ့တနက်ကင်ဆောင်ခွင့်ရှိတယ်အဲ့တော့သူဒီ license နဲ့တနက်ကင်လာတာလေအဲ့တော့သူအဲ့ထဲမှာအဲ့ဒီတနက်နဲ့သူဒီရဲတွေကိုထုတ်ပြစ်တာမှမဟုတ်လားသူအဲ့ထဲမှာသူတယ်လီဖုန်းမဲ့ရိုက်တယ်ပြီးတော့အဲ့တော့ကောင်မလေး2ယောက်ကိုရဲတွေကတွန်းချလို့သူအဲ့ဒီကောင်မလေးတွေကိုဝင်ကာကွယ်တယ်ကာကွယ်ပြီးတဲ့အခါမှာအဲ့ဒီသူ့ကိုဖမ်းတဲ့ရဲတွေကငရုတ်ကောင်းရည်နဲ့ပတ်ဖြန်းတယ်စပရေးနဲ့ဖြန်းတယ်ပြီးတော့သူ့ကိုတွန်းလှဲတယ်သူ့ကိုဝိုင်းချုပ်ကြတယ်9ယောက်လောက်ဝိုင်းဖိတာတယ်ပြီးမှသူ့အိတ်ကက်ထဲမှာပါလာတဲ့တနက်ကိုတွေ့ပြီဟာတနက်ဆိုပြီးတော့အဲ့တနက်ကိုဆွဲထုတ်သွားတယ်ယူသွားတယ်တနက်ကိုဆွဲထုတ်သွားပြီးမှနောက်ထပ်ရဲတယောက်ကသူ့ခါဘေးစုကိုထုတ်ပြီးတော့ तू ကကြောမှောက်နေတာနော်ပလက်မဟုတ်ဘူးနော်ကြော तू ကသူ့ရဲ့မျက်နှာဒီလမ်းမပေါ်မှာကြောကြီးနဲ့နောက်ကြောကနေသူတို့တက်ဖိထားတာဖိထားပြီးမှနောက်ထပ်ရဲအရာရှိကဘေးစုတနက်ကိုဆွဲထုတ်ပြီးသူ့ကို10ချက်စက်တိုက်ပစ်ထည့်ပလိုက်တာတစ်ချက်မဟုတ်ဘူးနော်10ချက်စက်တိုက်ပစ်ထည့်လိုက်တာတခါတည်းပွဲကြီးပြီးသေးတာအဲ့တော့ဂါဗနာကထောက်ပြတာက Massachusetts Governor เนาะအမျိုးသမီးသူကိုယ်တိုင်အရင်ကရှေ့နေချုပ်လုပ်ခဲ့တာเนาะသူကိုယ်တိုင်အေးရနေမှာသူတရားရေးဒီဝန်ကြီးဌာနမှာတရားကိုလုပ်ပြီးမှသူကိုယ်တိုင်အခု Governor ဖြစ်တာเนาะပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်တာငါလည်းရှေ့နေချုပ်တယောက်ပဲတဲ့အဲ့တော့သူဒီလွတ်လပ်စွာအမေရိကန်နိုင်ငံရဲ့လွတ်လပ်စွာတနက်ကင်ဆန်ခွင့်ဥပဒေအရတနက်ကင်လာတာလေတဲ့သူတနက်နဲ့ထုတ်ပြတာမဟုတ်ဘူးအဲ့ဒါလေအမေရိကန်ရဲ့ Second Amendment ကိုသူလေးစားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆွဆွဲတဲ့လူတွေကသူတနက်ကင်လာလို့ဒီဆန္ဒပြပွဲကိုတနက်ကင်လာလို့ပြတ်တတ်တယ်ဒါဆိုရင်သမ္မတထရန့်ပထမတတန်ကာလာကအဲ့ဒီမင်နီဆိုတာပြည်နယ်အဲ့ဒီမန်နီပိုလစ်မြို့မှာပဲဂျော့ဖလိုင်းလူသတ်မှုနဲ့ပတ်သက်ပြီးဆန္ဒပြပွဲတွေဖြစ်တဲ့အခါမှာအဲ့ဒီအချိန်မှာရှိတဲ့သမ္မတထရန့်ကိုထောက်ခံနေကြတဲ့မက်ဂါတွေဖြစ်တဲ့ Proud Boy တွေကသူတို့ရဲ့ American Second Amendment ရလွတ်လပ်စွာတနက်ကင်ဆောင်ခွင့်ရှိတယ်ဆိုပြီးတော့ automatic rifle တွေအားလုံးကိုကင်လာပြီးတော့လမ်းပေါ်မှာထွက်ပြီးတနက်တွေအကြီးကြီးတွေကိုလွယ်ပြီးတော့ဆန္ဒပြတယ်အဲ့တော့ပြင်းနေအဆောက်အဦတွေရှေ့တွေကိုဝင်သိမ်းတာတွေလုပ်ခဲ့တယ်အဲ့ဒီအချိန်မှာတော့ကအဲ့ဒီ American Republican တွေထောက်ခံလာတဲ့ rifle အသင်းကြီးကအမေရိကန်နိုင်ငံသားတွေကတနက်ကကွာဆန်ခွင့်ရှိတယ်ဒါတွေအားဒီ lawful လို့ရဖြစ်တယ်အဲ့ဒီလူတွေကိုသမ္မတထရန့်ကိုယ်တိုင်ကမျိုးချင်းစိတ်ရှိတဲ့လူတွေ good boy တွေဆိုပြီးတော့အဲ့ဒီချိန်ကအမေရိကန်သမ္မတကိုယ်တိုင်ကသူတို့ကိုချီးကျူးခဲ့တယ်အဲ့ဒီတော့ကသူတို့လူတွေလောက်တာထွန်နေလေကောင်းမင်းအခုဆန္ဒပြတဲ့လူကသူလက်ဝဲဖြစ်လက်ရဖြစ်သူဒီအမေရိကန်နိုင်ငံ Second Amendment ရတနက်အိတ်ကက်ထဲပါတယ်တနက်ကိုသူထုတ်ပြတာလည်းမရှိဘူးဒါဆိုသူ့ကိုကြတော့ဒီဆန္ဒပြပွဲကိုတနက်ယူလာလို့ဒါကိုအကြမ်းဖက်သမားလို့သတ်မှတ်တယ်ဆိုတာဒါ double standard ဖြစ်နေတယ်ဒါကြောင့် Governor အမျိုးသမီးကဒါဒီအမေရိကန်နိုင်ငံရဲ့ Second Amendment ကိုလေးစားလိုက်တာတယ်နော်အဲ့တော့သူတို့ကအမေရိကန်ရဲ့အဲ့ဒီ Kristen Noem လို့ခေါ်တဲ့ဒီအမိမြေလုံခြုံရေးဝန်ကြီးကအဲ့ဒါကိုငင်းချက်ထုတ်တာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ First Amendment အရလွတ်လပ်စွာဖော်ထုတ်ခွင့်ရှိတယ်လွတ်လပ်စွာဗီဒီယိုရိုက်ခွင့်ရှိတာကိုလည်းသူတို့ကငင်းပယ်တယ်အမေရိကန်နိုင်ငံရဲ့ Second Amendment ဖြစ်တဲ့အတွက်အဲ့ဒီ Second Amendment အီရန်ကိစ္စလည်းပြောမှာပါအီရန် Second Amendment ဖြစ်တဲ့အတွက်အဲ့ဒီ Second Amendment အရတနက်ကင်ဆောင်ခွင့်ကိုလည်းသူတို့ငင်းပယ်တယ်နောက်တစ်ချက်တယ်
ပြီးခဲ့တဲ့ဘက်ကအဲ့ဒီအမိမြေလုံခြုံရေးဝန်ကြီးဌာနကသူ့ရဲ့မောင်ရီခဲအဖွဲ့တွေကိုအမေရိကန်နိုင်ငံရဲ့အိမ်တွေကိုတရားရုံးကဝရမ်းမလိုဘဲနဲ့ဝင်ရောက်ဖမ်းဆီးခွင့်ရှိတယ်ဆိုတာအမေရိကန်နိုင်ငံရဲ့ Fourth Amendment တဲ့အဲ့မှာမက်ဆာချူးဆက်ပြည်နယ်ကဘာပြောလဲဆိုတော့အဲ့ဒီအမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံ Fourth Amendment တော့သရုပ်ထားမြောက်ပြန်လည်ပြင်ဆင်ချက်အရဒီမက်ဆာချူးဆက်ပြည်နယ်မှာ British Colony လက်ထက်ကနော်ဗြိတိရှတွေကြုံလောက်ထားတဲ့အချိန်ကမက်ဆာချူးဆက်ပြည်နယ်ကမြို့တော်ဝန်ကငါတို့မင်းတို့ဗြိတိရှစစ်သားတွေငါတို့အမေရိကန်အိမ်တွေကိုတရားရုံးရဲ့ဝရမ်းမပါပဲလာခွင့်မရှိရဘူးဆိုတဲ့ဥစ္စာနဲ့ငါတို့တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်ခဲ့ပြီးအဲ့ဒီကနေမှငါတို့ဟာဗြိတိရှစစ်သားတွေကိုဗြိတိရှအုပ်ချုပ်သူတွေကိုငါတို့တိုက်ခိုက်ခဲ့တယ်အဲ့ဒီကနေမှအဲ့ဒီအခွင့်အရေးငါတို့ရတယ်အဲ့ဒီချိန်မှာဗြိတိရှအုပ်ချုပ်သူတွေကငါတို့မက်ဆာချူးဆက်ပြည်နယ်မှာအိမ်တွေကိုဗြိတိရှတရားရုံးရဲ့ဝရမ်းမပါပဲဝင်ခွင့်မရှိဘူးဆိုတာဖြစ်ခဲ့တယ်ပြီးတော့အမေရိကန်နိုင်ငံလွတ်လပ်ရေးရောက်ပြီးတဲ့အချိန်ကျမှငါတို့မက်ဆာချူးဆက်ပြည်နယ်မှာငါတို့အဲ့ဒါကိုစကျင့်သုံးတယ်အဲ့ဒါကိုအမေရိကန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာယူသုံးပြီးတော့ Fourth Amendment ဆိုပြီးတော့ငါတို့ရေးဆွဲခဲ့တာပြောချင်တာကနိုင်ငံတော်ရဲ့အာဏာပိုင်တွေဟာအိမ်တိုင်ကိုဝရမ်းမပါပဲဝင်ရောက်စီးနင်းခွင့်မရှိအဲ့ဒီအချက်ကိုလည်းမင်းတို့ကဖောက်ပြကျူးလွန်တယ်အဲ့တော့အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ First Amendment ကိုလည်းလွတ်လပ်စွာဗီဒီယိုရိုက်တာကိုလည်းမင်းတို့ကအကြမ်းဖက်သမားလို့ဆွဆွဲတယ်သူ့လက်ထက်မှာအမေရိကန်နိုင်ငံရဲ့ Second Amendment နော်ဖွဲ့စည်းပုံအခြေခံဥပဒေ Second Amendment ရတနက်ပါလာတာကိုလည်းတနက်ကင်ခွင့်မရှိဘူးဆန္ဒပြတဲ့နေရာမှာတနက်ယူလာတာကဒါအကြမ်းဖက်ဖြစ်တယ်ဆိုပြီးမင်းတို့ဆွဆွဲတယ်အဲ့ဒါကိုလည်းညှင်းပယ်တယ် Second Amendment ကိုလည်းညှင်းပယ်တယ်မင်းတို့တော့ကကြတော့ rifle တနက်တွေ automatic တနက်တွေ M16 တွေကင်ပြီးဆန္ဒပြတာကိုကြတော့မင်းတို့ကသူရောကောင်းလို့ပြောခဲ့တယ်အခုအမေရိကန်နိုင်ငံရဲ့ Fourth Amendment ဖြစ်တဲ့ဒါဗြိတိရှလက်ထက်တွေကငါတို့တော်လှန်ခဲ့တာနော်အမေရိကန်လွတ်လပ်ရေးမရခင်တည်းကအဲ့ဒီကအတီးဖြစ်ခဲ့တဲ့ဟာကိုအဲ့ဒီ Fourth Amendment ကိုအမေရိကန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရအမေရိကန်နိုင်ငံရဲ့အိမ်တွေကိုတရားရုံးကဝရမ်းမပါပဲဝင်ရောက်စစ်ဆေးခွင့်မရှိတာဘူးလေမင်းတို့ကအဲ့ဒါကိုပယ်ဖျက်ပြီးတော့အိမ်တွေကိုကြိုက်တယ်လို့ဝင်ဖမ်းခွင့်ရှိတယ်ဆိုတဲ့ဒီဥပဒေချိုးဖောက်မှုတွေဖြစ်နေတာဟာငါတို့တနိုင်ငံလုံးမှာရှိတဲ့ပြည်내အုပ်ချုပ်ရေးမှုများပြီးတော့ငါတို့မျက်စိနဲ့မြင်တာဗီဒီယိုတွေကိုငါတို့မျက်စိနဲ့မြင်တယ်ငါတို့မျက်စိငါမျက်စိနဲ့လည်းငါမြင်တယ်သူဒီအကြမ်းဖက်သမားမဟုတ်ဘူးသူဒီဗီဒီယိုရိုက်နေတာအဲ့ဒါလေ First Amendment ရဥပဒေနဲ့အကျုံးဝင်တယ်သူအိတ်ကက်ထဲမှာတနက်ပါတယ်အဲ့ဒါလေ Second Amendment ရသူ့မှာကင်ခွင့်ရှိတယ်အဲ့ဒီအချက်လက်တွေအရမင်းတို့ပြောတာတွေအားလုံးလွဲနေတာဖြစ်တယ်အမိမြေလုံခြုံရေးဝန်ကြီးနှုတ်ထွက်ရမယ်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့ပြည်내တိုင်းမှာနိုင်ငံတိုင်းမှာမြို့တိုင်းမှာရှိတဲ့ပြည်သူတွေကအဲ့ဒီကိစ္စကိုလုံးဝလက်မခံနိုင်ဘူးဆိုငြိမ်းချမ်းသာထွက်ပြီးဆန္ဒပြရမယ်ဆိုပြီးတော့ဂါဗနာကပြောဆိုသွားတာကိုဘာသာပြန်ပေးလိုက်တယ်အဲ့တော့နောက်ဆက်တွဲမနေ့ကအမေရိကန်သမ္မတနဲ့ဒီမင်နီဆိုးတာပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့စကားပြောပြီးတဲ့အချိန်မှာဒီနေ့အဲ့ဒီ border gas force လို့ခေါ်တဲ့အမေရိကန်ရဲ့ဒီနေကြားစောက်တက်ဒီအဲ့ဒီမင်နီဆိုးတာပြည်နယ်ကနေပြန်ရုပ်သိမ်းဖို့သမ္မတထရန့်ကအမိန့်ပေးလိုက်ပြီဒုတိယတစ်ချက်အဲ့ဒီ border guard force ပေါ့အဲ့ဒီ ICE ရဲ့အကြီးအကဲစစ်ဗိုလ်ချုပ်ရဲ့ကျွန်တော်ဘာသာပြန်ပြီးတယ်လေအင်တာဗျူးမှာသူပြောသွားတယ်ဒါကငါတို့ operation လုပ်တဲ့နေရာအဲ့ဒါကိုမင်းတို့ကလာပြီးတော့နှောက်ယှက်တာအဲ့ဒါဒီအကြမ်းဖက်တာအဲ့ဒါဒီတနက်နဲ့ပါလာတာဒါကြောင့်ငါလူတွေကပြစ်ခတ်လိုက်တဲ့လူကရှင်းနေအတွေ့အကြုံရှိတယ်ဒါကြောင့်ဒါဒီမှန်ကန်ပါတယ်ဆိုပြီးတော့သူကာဘာလောက်သွားတယ်ပြောသွားတယ်အဲ့ဒီအကြီးအကဲဗိုလ်ချုပ်ကိုBorder Force အကြီးအကဲနေကြားစောက်တဲ့အကြီးအကဲကိုယာဒူးကဖြုတ်လိုက်ပြီ